ဘန်ဟာမြေပုံတစ်ရွက်ကိုကောက်ရခဲ့ပါတယ်။အဲ့ဒီမြေပုံဟာမော်တစ်ရွက်ရှိတဲ့စီကိုသွားတဲ့လမ်းညွန်ဖြစ်နေတာပေါ့။ဝါမော်တရစီကိုသွားတဲ့လမ်းကြောင်းကတကယ်ရှိနေရပဲ။ငါသွားကြည့်ရမယ်။သူဟာအဲ့ဒီနေရာကိုရောက်ဖို့ကိုပိုင်စီးချက်ကိုရှာဖွေပြီးတော့တောအုပ်ကြီးရဲ့တေးတံနဲ့အလိုက်တင်သွားရမှာပါခရီးတွေထွက်ရင်သူဟာပုံဆောင်ခဲတွေရှိတဲ့တောင်တွေကိုလည်းရောက်သွားခဲ့ပါတယ်ဘန်ဟာမြေပုံအတိုင်းသွားရင်းနဲ့မော်တစ်ရွက်ကိုစောက်တဲ့အဆောက်နဲ့ဂူတစ်ခုထဲမှာတွေ့ခဲ့ပါတယ်ဘန်ဟာအဆောက်နဲ့တငယ်ချင်းဖြစ်အောင်မိတ်ဖွဲ့လိုက်ပါတယ်အဲ့ဒီနောက်မှာအဆောက်ရဲ့လမ်းညွန်ပေးမှုနဲ့ဘန်ဟာဆက်ပြီးတော့ခရီးသွားတာပေါ့ဝါအရန်ကိုလှတဲ့ကူပါလားနောက်ဆုံးမှာတော့ဘန်ဟာမော်တစ်ရွက်လေးကိုတွေ့ခဲ့ပါတော့တယ်မော်တစ်ရွက်စီကိုအရောက်သွားနိုင်တဲ့ဘန်အတွက်တော့ဒီခီးစဉ်ကမမေ့နိုင်တဲ့အမတ်တရတစ်ခုပါပဲ။